မင်္ဂလာပါဆရာမကျွန်တော်အနာခွဲချင်တာတဲ့အဆင်ပြေလားဆရာမခွဲရင်ဘယ်လောက်ကုန်မှာလဲခွဲလို့ရှင်တော့ကျမတို့30ဝန်းကျင်လောက်ကုန်ပဲနော်ခွဲပြီးလို့ရှင်လေကျမကတော့အတက်နိုင်ဆုံးမခွဲစီချင်ဘူးနော်ခွဲပြီးလို့ရှင်ဘာဖြစ်သွားလဲဆိုတော့လေနော်အနာလိုက်ကျန်နေကျမစီမှာ9ချိန်10ချိန်ထိခွဲဘူးတဲ့လူနာတွေရှိတယ်ကွာခဏအနာမကျက်ဘူးပြန်ဖြစ်နေလို့နော်ခွဲပြီးရဲ့လူနာတွေဆိုလို့ရှင်ကျမတို့ခွဲပြီးရဲ့အနာကိုလည်းပုံမှန်အနေထားဖြစ်အောင်ပြန်လည်ကုသပေးရတယ်နော်ပုံမှန်အရေးပြားလိုမျိုးကျန်းမာတဲ့ကြောင့်ပြန်လည်ကုသပေးရတယ်ပြီးရခါမှာကျမတို့တော့အနာနောက်ထပ်အသစ်ဖြစ်လာတဲ့အနာကိုလည်းပြန်လည်ကုသပေးရတယ်နော်အဲ့လိုမျိုးဆိုတော့လေခွဲပြီးတဲ့လူနာတွေကကြားတယ်တော်တော်လေးကိုကြားတယ်အနာတွေကထက်ခါဖြစ်တာမျိုးဆိုတော့လေအတက်နိုင်ဆုံးတော့မခွဲစီချင်ဒါပေမဲ့ခွဲမယ်လို့စိတ်ပိုင်းဖြတ်ထားတယ်ခွဲချင်တဲ့ပါဆိုရင်လည်းခွဲလို့ရတယ်30ဝန်းကျင်လောက်ကုန်မယ်နော်30ဝန်းကျင်လောက်ကုန်မယ်ခွဲပြီးလဲပြန်ဖြစ်တတ်တယ်ဆိုတာကိုကသိထားရမယ်ပေါ့နော်ခွဲပြီးလို့ရှိရင်နောက်ဆက်တွဲစုကျိုးအနေနဲ့စီးဝမ်းမထိန်နိုင်ဘူးဆိုမကြခဏခွဲတယ်အနာလိုက်ကျန်လို့ရှိရင်မကြခဏပြန်ဖြစ်တတ်တယ်90%လောက်ကတော့အနာလှိုင်ကျန်တယ်ပြန်ဖြစ်တာများတယ်နော်ကျမစီရောက်လာတဲ့90%ကတော့ကျမတို့နော်မခွဲမဖြတ်ပဲနဲ့စေးတောက်ပြီးရောယောဂအစေးလျှော့ချပြီးရောလုံးဝအရှင်းသက်သာပြခွင့်ရကုသမှုခံယူနိုင်တယ်ဆိုပြီးမဲ့ခုဘက်ကလိုက်နာရမယ်တောင်းယူရမယ်အပိုင်းရှိတယ်။ဘာလဲဆိုတော့နေ့စဉ်ဆေးကျူတစ်စိုက်တိစားတောင်းရမယ်လိမ့်ရမယ်ဖန်ဆီးပေးရမယ်ကျမညွှန်ကြားထားတဲ့အတိုင်းစားတော့ပြုတ်မှုနေထိုင်ဆောင်ရှောင်းဒီလင်းကိုကျူတစ်စိုက်တိစားလိုက်နာမယ်နော်အဲ့လိုမျိုးစိတ်မရှိလို့မရဘူး green gina ရဲ့သဘောတရားလေနော်သူကအပြင်ဘက်ကိုပေါက်ထွက်မထွက်ရင်အတွင်းထဲကိုလိုက်ကောင်းပေါက်သွားဆိုတော့လေခွဲဖို့တော့ကျမသိပ်ပြီးတော့အားမပေးခြင်းဘူးပေါ့နော်ခွဲမယ်စိတ်ပိုင်းဖြတ်ထားရဆိုလို့ရှိရင်လည်းခွဲပါရပါတယ်နော်ဒီလိုမျိုးလေးတွေရှိတယ်ဆိုတာတော့သိထားတော့ပိုကောင်းတာပေါ့လေနော်